တာမန်လူသားတယောက်အနေနဲ့တာရှိလိုနဖျားစုပြစ်ခံမြို့ပြက်ထဲမှာအသက်ရှင်ဖို့မလွယ်ကူတာကြောင့်အဖိုးဖွားတွေဟာချင်းမှုရဲ့ခန္ဓာနှိုးထလာအောင်အသေးအံကြိုးစားနေကြပါတယ်။အလျင်မြန်နှိုးထဖို့ဆိုရင်နဖျားဆောက်ရှောက်တွေရဲ့သွေးဖြစ်တဲ့ငကားသိန်းကြားဖြူကျူးချွဲငတ်နဲ့မဟူယာလိတ်တို့ရဲ့အနှစ်သာရသွေးကိုတိုက်ကျွေးရမှာဖြစ်ပါတယ်။တကယ်လို့နတ်သားရဲတွေရဲ့သွေးကိုမရရင်တော့အရန်မျိုးဆက်တွေဖြစ်တဲ့မွေးနဂါးစိမ့်တန်ရိုးကြမိုးချိုးငတ်နဲ့ရွှေလိတ်တို့ကိုအစားထိုးလို့ရတယ်ဟုဆိုကအဖိုးဖွားတွေဟာသားရဲအသီးသီးကိုလိုက်လံဖမ်းဆီးနေကြပါတယ်။အိုးတလုံးစီမှာသားရဲတွေရဲ့သွေးတွေလုံလောက်အောင်စုဆောင်းပြီးတဲ့အခါနားမကြားတဲ့ပကြီးဆရာဖိုးဖိုးကစုပ်ချက်အချိုးနဲ့ပကြီးကားတစ်ခုကိုဖန်တီးလိုက်ပြီးထိုပကြီးကားထဲကိုဝင်ကချင်းမှုရဲ့ခန္ဓာကိုစတင်တန်နေကြပါတယ်။ရွာလူကြီးဖိုးဖိုးကနှိုးထခြင်းရဲ့ပထမဆုံးသင်ခန်းသာဟုဆိုကလူတိုင်းရဲ့ခန္ဓာကိုယ်မှာယတနာ9ပါးရှိနေပြီးဝိညာဉ်ရေးတရေတာတန်5ပါးအတော်ကြီး6သွယ်ကျဲ9လုံးပင်မနေရသေခြင်းရှင်ခြင်းနဲ့ရှမ်းချောင်းစားတာတွေကအတားအဆီးတစ်ဖွဲဝိုင်းရံနေကြောင်းရှင်းပြလိုက်ပါတယ်။ချွင်းရဲ့အနေနဲ့နဖျားတွေရဲ့ကောင်းချီးပေးခံရသူတွေကတော့မွေးကလေးကဝိညာဉ်တရေတာနှိုးထလာပြီးကျင့်ကြံရနယ်ပယ်မှာလဲထိတ်ဆုံးကိုရောက်နိုင်သူတွေပဲလို့ဆိုလိုက်ပြီးတသက်သမားအဖိုးကကျူးချွဲငက်ခန္ဓာအဖိုးမာကငကားသိန်းခန္ဓာမြက်ကန်းဖိုးဖိုးကမဟူယာလိတ်ကိုယ်တဲ့နဲ့အဖွားစစ်ကတော့ကြားဖြူခန္ဓာတို့ကိုပိုင်ဆိုင်ထားကြပါတယ်။ချင်းမှုကိုလည်းသူတို့လိုဝိညာဉ်ခန္ဓာနှိုးထသေးဖို့နတ်လေးပါးသွေးတွေကိုအလဲကျတိုက်လိုက်ပေမဲ့ဘယ်ခန္ဓာမှနှိုးထမလာတာကြောင့်ချင်းမှုဟာတာမန်လူတယောက်ပဲဟုဆိုကအဖိုးဖွားတွေလည်းစိတ်တက်ကြသွားကြပါတယ်။သူတို့ဟာအသက်တွေကြီးရင်းနေကြပြီဖြစ်ပြီးတာမန်လူတယောက်ဖြစ်တဲ့ချင်းမှုဟာသူတို့မရှိရင်တာရွှီမှာအသက်ဆက်မရှင်နိုင်ကြောင်းညှဉ်းညူနေကြပြီးတခြားတိုင်းပြည်ကိုနှင်ထုတ်ပြန်ရင်လည်းတယောက်ချင်းစီတိုင်းမှာရန်သူတွေအများကြီးရှိနေတာကြောင့်ချင်းမှုပါမကသူတို့အားလုံးမှာတရားလိမ့်မယ်ဟုဆိုကညှင်းခုန်နေကြပါတယ်။ထိုအချိန်မှာပဲရွာလူကြီးဖိုးဖိုးကချင်းမှုဟာအခြားလူတွေလိုနတ်လေးပါးတဲ့ကခန္ဓာတစ်ခုမျှမဟုတ်ပဲခန္ဓာအားလုံးပေါင်းထားတဲ့ပြိုင်မဲ့ကင်းကိုခန္ဓာမို့နှိုးထဖို့မလွယ်တာဖြစ်ပြီးနတ်လေးပါးစစ်စစ်ရဲ့သွေးတွေကိုများများတောက်သုံးနိုင်မှသာပြိုင်မဲ့ကင်းခန္ဓာနှိုးထလာမှာဖြစ်ကြောင်းဘယ်တော့မှမရှိခဲ့ဘူးတဲ့ခန္ဓာနဲ့ဂျင်းထဲလိုက်ပါတယ်။အခြားဖိုးဖွားတွေလည်းရွာလူကြီးဖိုးဖိုးဟာသူတို့အားလုံးထက်အစွမ်းစရောဉာဏ်ပညာပါကျွယ်ဝတာကြောင့်တန်တရားမရှိယုံကြည်သွားကြပြီးချင်းမှုအတွက်နတ်လေးပါးသွေးစစ်တွေနောက်နေ့ကစာအမဲလိုက်ဆူတောင်းကြမယ်လို့ပြောရှင်စွာပြောလိုက်ကြပါတယ်။ညရောက်တဲ့အခါမှာတော့ဆေးစရာဖိုးဖိုးကပြိုင်မဲ့ကင်းခန္ဓာဆိုတာသူမကြားဘူးကြောင်းနဲ့တကယ်ရောရှိရဲ့လားလို့နှစ်ကိုကြားမေးလိုက်ရာရွာလူကြီးလည်းစိတ်တက်ကြနေမဲ့စာအခုလိုမရှိတဲ့ပြိုင်မဲ့ကင်းခန္ဓာကိုရိုက်သွင်းထားတော့ချင်းမှုလည်းအားမငယ်တော့ပဲယုံကြည်မှုရှိရှိကျင့်ကြံနိုင်မှာဖြစ်ကြောင်းရှင်းပြကခိုင်မာတဲ့ယုံကြည်မှုသာရှိရင်မဖြစ်နိုင်တဲ့ပြိုင်မဲ့ကင်းခန္ဓာလည်းတာမန်လူတစ်ယောက်ကနှုတ်ထလာအောင်လုပ်နိုင်ကြောင်းနဲ့နှုတ်ထလာရင်သူတို့အားလုံးထက်အစွမ်းထက်လိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်နေ့ကစလို့ဆေးစရာဖိုးဖိုးဟာနတ်လေးပါးသွေးတွေကိုနီလန်းမျိုးမျိုးနဲ့ရောဆက်ပြီးချင်းမှုရဲ့ခန္ဓာကိုစမ်းသက်ခံတစ်ခုလိုနီးမျိုးစုံနဲ့တောက်စေခဲ့တာကြောင့်ချင်းမှုလည်းပူစီပေါင်းဖမာလေးဘောကိုပြန်တက်သွားတဲ့အထိဖြစ်နေရပါတယ်စမ်းသက်မှုတွေပြီးသွားရင်လည်းတာသက်သမားဖိုးကြီးကလာခေါ်ပြီးတာသက်ဓာခုံနီးမျိုးစုံကိုတင် ကြားပေးပြန်ပါတယ်ပုံမှန်ချိန်ဆိုချစ်လွန်းလို့စကားနဲ့တောင်ကြမ်းကြမ်းတမ်းမပြောတဲ့တာသက်ဖိုးဖိုးကလေ့ကျင့်ချိန်မှာတော့ကျူးချွဲခန္ဓာကြောင့်ဓာတ်ချက်တိုင်းဟာမီလီယံတွေပါနေပြီးချင်းမှုလည်းမနှဲလွတ်အောင်ရှောင်နေရပါတယ်တာသက်ဖိုးဖိုးလည်းတစ်ချိန်ကနဖျားဆိုတဲ့ကောင်ကငါ့ကိုခါးကနေဖြတ်လိုက်ပေမဲ့ခေါင်းကနေမဖြတ်နိုင်တာကြောင့်ငါမသေးသေးဘူးဟုဆိုကကောင်းငင်ကြီးကိုမော့ကြည့်ရင်ပြောနေလိုက်ပါတယ်ဖြစ်နိုင်ရင်ကောင်းငင်ကြီးကိုနှစ်ချမ်းခွဲပြစ်ချင်တယ်လို့ရေရွတ်လိုက်ပြီးတိမ်တွေကိုနှစ်ချမ်းခွဲကအာရပါရရေမောနေပါတယ်ထိုအချိန်မှာပဲတာသက်အဖိုးကြီးကယူနေပြီဟုဆိုကချင်းမှုကိုအဖိုးမာကလာခေါ်သွားခဲ့ပါတယ်ထို့နောက်အဲ့ဒီလိုယူနေတဲ့တာသက်သမားစီကနေပညာတွေမသိဖို့ပြောရင်ခေါင်းတလားပြင်းတဲ့အဖိုးမာကသူ့ရဲ့ဂန္ဓဝင်လက်သီးတိုင်းကိုတင်ပေးပြန်ပါတယ်ပုံမှန်ချိန်ဆိုနူးညံ့ပြီးညင်သာတတ်တဲ့အဖိုးမာလည်းလက်သီးတိုင်းတင် जा ပေးချိန်မှာတော့အညာတာမရှိဇက်တိုက်လက်ဆွမ်းပြနေပါတယ်ထို့နောက်လက်တစ်ဖက်မရှိလဲအေးဆေးပဲတစ်ဖက်ထဲမှာတော့လက်သီးတစ်ထောင်ရှိတယ်ဟုဆိုကချင်းမှုကိုထိုးပြလိုက်ပါတယ်လက်သီးတန်ကြောင့်မျက်နာတွေဖူးရောင်ကနေရာမှာတင်လဲကျနေတဲ့ချင်းမှုကိုခြေတစ်ဖက်ပြတ်နေတဲ့အဖိုးချွဲရောက်လာပြီးမနိုင်ရင်ပြေးရတယ်ဟုဆိုကသူ့ရဲ့နဖျားခြေတောက်နဲ့လေပေါ်မှာအတန်ထက်မြန်အောင်ပြေးနွေးတွေကိုတင်ပြပေးပါတယ်ချင်းမှုလည်းအသက်သမားရဲ့ဝက်ခုတ်သားတိုင်းကစားလို့အဖိုးမာရဲ့လက်သီးနဲ့အဖိုးချွဲတို့ရဲ့ခြေတောက်တို့ဟာနဖျားတစ်ပါးလိုတန်မာကြပေမဲ့သူတို့ကိုတောင်ခါလက်ခြေတောက်စားတာတွေကိုဖျက်တောက်ပြစ်နိုင်တဲ့သူတွေလောကမှာရှိနေသေးတာပဲလို့ရေရွရင်ဒီထက်ပိုတန်မာလာဖို့အစတစ်ထောင်စူးစမ်းရမယ်လို့တွေးနေခဲ့ပါတယ်ထိုအချိန်မှာပဲရွာလူကြီးဖိုးဖိုးရောက်လာပြီးစွမ်းရည်နေကုန်နေပြီမို့အသက်လမ်းကြောင်းကိုချိန်ကြီးလိုက်ဟုဆိုကသူနေတဲ့အခန်းလေးစီခေါ်သွားခဲ့ပါတယ်ရွာလူကြီးဖိုးဖိုးဟာမတန်ဆွမ်းတယောက်ဖြစ်ပေမဲ့ရွာရဲ့ပညာရှိဆုံးဖြစ်တာကြောင့်တီးတင်တီးထိုက်တဲ့ဘဝတုဒ္ဒတွေအပြင်တာဝသဘောတရားတွေကိုချင်းမှုအားသင်ကြားပေးနေပါတယ်မြက်ကန်းဖိုးဖိုးကတော့အင်္ဂဝိဇ္ဇာပညာရပ်တွေကိုသင်ကြားပေးပြီးပပဲဆရာဖိုးဖိုးရာပါကတော့ချင်းမှုကိုတန်တယ်တစ်ခုလိုထုနဲ့နှိပ်စက်နေပြီးခန္ဓာကိုယ်တန်မာသေးဖို့အဓိကလေ့ကျင့်ပေးပါတယ်ပကြီးဆရာဖိုးဖိုးကတော့စိတ်ဝိညာဉ်အထိပါတိုက်ခိုက်နိုင်တဲ့မော်စွမ်းရည်ပကြီးရင်းနှီးတွေကိုသင်ကြားပေးသူဖြစ်ပြီးချင်းမှုကတော့နေ့စဉ်ရက်ဆက်အဖိုးဖွားတစ်ယောက်ချင်းစီရဲ့နဖျားတစ်မြတန်မာတဲ့တိုင်းမျိုးစုံကိုလက်ဆင့်ကမ်းသင်ကြားနေရပါတယ်ဒီလိုနဲ့ရက်ပေါင်းများစွာလေ့ကျင့်သင်ကြားရင်နတ်လေးပါးသွေးကိုပါမိဝဲနေတာကြောင့်ချင်းမှုဟာမော်စွမ်းရည်ကိုမထုတ်နိုင်သေးတော့လဲအရင်ကထက်ပုံမူတန်မာလာခဲ့ပါတယ်ရွာလူကြီးဖိုးဖိုးကတော့နောက်တစ်ချိန်ချင်းမှုမော်စွမ်းအားထုတ်နိုင်လာရင်စီးစရာဖိုးဖိုးရဲ့တဝက်နီးပါးတန်မာလာပြီးဆက်လက်ကျင့်ကြံရင်တော့ခိတခိကိုတောင်ဥဆောင်နိုင်လိမ့်မယ်လို့ပြောလိုက်တာကြောင့်စီးစရာဖိုးဖိုးလည်းတောက်နေတဲ့ရေပါတီးသွားခဲ့ရပါတယ်